အားလုံးမင်္ဂလာပါဒီနေ့ကတော့စမြဲ Aspria က IKEA မှာဈေးလာဝယ်တာပေါ့နော်စမြဲတကယ် list ထဲမှာဝယ်ဖို့လုပ်ထားတဲ့ list ထဲမှာရှိတာကြတော့3-4မျိုးလောက်ပဲရှိရယ်တကယ်ပဲရှောက်ကြည့်ရင်လည်း3-4မျိုးပဲဝယ်ဖြစ်မလားနောက်ထပ်ဘာများဝယ်ဖြစ်မလဲတော့မသိဘူးပေါ့နော်ရှေ့မှာဆိုလို့ရှိရင်တော့ Aspria ကိုရောက်ပါပြီChinese New Year ကမပြီးသေးဘူးဆိုတော့ decoration လေးရတော့ရှိနေတော့မယ်ပေါ့နော်ဒီကိုရောက်တိုင်းကတော့စမြတ်ကတော့ဟိုဟာဝယ်ခြင်းဒီဟာဝယ်ခြင်းဟိုဟာလိုခြင်းဒီဟာလိုခြင်းတော့များတယ်ပေါ့နော်ဟိုချင်းစရာတွေပဲအကုန်လုံးကစမြတ်ကပြီးတော့ဘယ်လိုမျိုးအင်ဂျီတွေဘာတွေအဲ့လိုမျိုးလေးဝယ်ရတာတဲ့ဒီလိုမျိုးအိမ်သုံးဆောင်ပစ္စည်းလေးဝယ်ရတာပို့ပြီးကြိုက်တယ်ပေါ့နော်စာအုပ်စင်လေးပစ္စည်းလေးလည်းတင်လို့ရတယ်ပေါ့နော်ကောလုံးကမြင်မြင်သမျှလိုချင်စရာတွေပဲ TV set flower pot လေးချစ်စရာလေးနော်ဒါဘယ်လောက်လဲဒါက249ချစ်စရာလေးဒါနေရာဝယ်တာများနေဒါတော့အခန်းလေးတွေdining table ကအတွက် chair လေး dining table လေးပေါ့နော်basket လေးကလိုချင်တာတော့ကြာပြီပေါ့နော်သူကဖြူလေးနဲ့ပန်းရောင်လေးရှိပန်းရောင်လေးရမ်းချစ်ဖို့ကောင်းပန်းရောင်လေးဆိုတော့လည်းလွန်ချင်
ထိရခင်လဲလှတော့အိမ်မှာရှိရဲ့ဗီဒီယိုလေးစမတ်တို့ဝယ်တော့1000စုစုံလေးပဲရှိတယ်ကွာ1490ပေါ့နော်ဒါလေးလည်းတော်တော်လေးလက်ဆက်နေအရင်လဲဆင်ပြီးဈေးလည်းတက်တာတယ်ပေါ့နော်အန်တီကိုချစ်စရာလေးလေးရုပ်လေးညာကြီးပဲချစ်စရာလေးကလေးနဲ့ပတ်သက်တဲ့ပစ္စည်းလေးပေါ့နော်ချစ်စရာလေးတပတ်လေးလဲကလေးရုပ်လေးပဲချစ်စရာကျွန်တော်ကဒီလိုနေရာမှာဒီလောက်ဒီကလေးကစားစရာရုပ်လေးမများဘူးထင်တယ်အခုကအများကြီးပဲဒါကလေး3ဆောင်ပစ္စည်းလေးပေါ့နော်တရေခံလေးကြီးပြောရမှာ placement လေးရစားရှိတယ်ကလေးတို့အဲ့ရခင်းလေးဖြစ်မယ်စောင်းလေးပေါ့နော်ချစ်စရာလေးဒီမှာဆိုရင်ကလေးစွန်ခင်းလေးခွက်လေးဒီလိုပုံစံမျိုးလေးပေါ့နော်ဒီမှာဆိုရင်တော့ဒါလေးလည်းအေးရခင်းလေးပဲဖြစ်မယ်ကလေးပစ္စည်းဆိုတော့အစုံပဲပေါ့နော်3000ပစ္စည်းလေးရှေ့ဆက်ပြီးတော့ကြည့်လောက်အောင်မယ်ဒါတန်ရှင်းသုံးပစ္စည်းလေးအိတ်လေးပေါ့နော်ဒီမှာတော့ spice တွေ herbs တွေထည့်လို့ရတဲ့ container လေးပကံလေးဒီလက်တော့ပေါ်တော့ပကံတော့ kitchen ware လေးပေါ့နော်ဒါကိုကြော်ပြီးတော့သွားကြည့်မယ်ပြီးမှပြန်လာပါမယ်shopping box လေး shopping box လည်းလိုချင်တယ်ဒါဒီလိုခုံလေးနဲ့ခါလေးလည်းမစိုးပုံစံမျိုးစုံဒီဇိုင်းမျိုးစုံဒီဘက်မှာဆိုရင်တော့ဆီလီကွန်လို့ခေါ်မလားပလတ်စတစ်နဲ့လုပ်ထားရရှိရပါတော့ထားလေးချစ်စရာလေးအသေးနဲ့လေးထည့်လို့ရတယ်ချစ်စရာလေးအကန်းတော့အဲ့ရခင်တစ်စုံဝယ်မယ်ဆိုပြီးတော့ထွက်လာတာပေါ့နော်ကောင်းတော့မြင်သမျှလိုချင်စရာတွေပဲဖြူလေးလဲလိုချင်တယ်ခင်ကဒီလိုရောင်လေးလဲလိုချင်တယ်ဆိုပါဦးစီလေးအောင်ဒါကတော့ queen size ပေါ့နော် queen size ကတော့1990 king size ကပိုဈေးကြီးရ1990ပေါ့နော်
လိုချင်တာတော့ဒီပန်းရောင်လေးလိုချင်တယ်တကယ်တော့ဒီပန်းရောင်လေးဒါဆိုရင်တော့ queen size ပေါ့နော်ဒါလေးကတော့ဘယ်လောက်လဲ2190အိပ်ပါတယ်ဆိုတော့ကိုယ့်အိမ်နဲ့ပဲကိုထည့်မယ်ပေါ့နော်တကယ်တော့ဒီစိမ်းလေးလဲလာတယ်တော့မချားရအောင်လို့ပြောရမှာပေါ့နော်ဒီကဖက်ပူးစိမ်းရအောင်ဒါကြီးတော့မချားဘူးဒါလေးလဲလာတယ်ကြိုက်တော့ကြိုက်တယ်ဘာပန်းရောင်လေးပိုကြိုက်နေဟာဈေးမွေခင်ကတော့အများသူတို့ application ဒီ IKEA application ကနေအရင်ဆုံးကြိုကြည့်တယ်ပေါ့နော်ဘာလေးကြိုက်လဲဘာလေးဝယ်ရမလဲဆိုတာမျိုးလေးကြိုကြည့်တယ်ကြိုကြည့်ထားတော့လဲအများကြီးတော့ရွေးစရာမလိုတော့ဘူးပေါ့နော်ဒါတော့အဲ့ရခင်တည်တံ့ဝယ်လို့ရတာပေါ့နော်တက်ခုံတစ်ခုလောက်ဒီတော့ပုံဆိုရင်ပန်းရောင်မြင်လဲပန်းရောင်လေးကလိုချင်ချစ်စရာလေးဒီလိုစလုံးလေးတော့မစိုးဘူးပေါ့နော်ကိုမလိုဘူးဆိုရင်ဒါမှမဟုတ်တခုသက်စရာရှိရင်လူမျိုးလေးခောက်ပြီးတော့ယူသွားလို့ရတယ်။သုံးလို့ရင်တော့ဒီလိုလေးထုတ်ပြီးတော့သုံးပါနော်။ဒါလေးကတော့organizer လေးပေါ့နော်။ box လေးဒီဘက်မှာလည်းမိုက်ပုံတယ်ကချင်မှာထားမယ်ချစ်တော့ခုံလေးလိုတာဒါမျိုးကတော့အိမ်မှာရှိရမလို့ခြင်းနောက်တစ်မျိုးရှာလာအောင်မယ်နောက်တစ်မျိုးတွေ့ရအောင်မှာ199ပဲအစိမ်းလည်းရှိတယ်ဒီဟောင်းကတော့အိမ်မှာရှိရပါတော့အစိမ်းလည်းရှိရဒါပေမဲ့ဟိုဘက်ကဟာလေးပဲရှုံတယ်ဒီကတော့ပုံမှန်ဈေးက299ဒါပေမဲ့ IKEA memberဈေးဆိုလို့ရှိရင်199ပဲရှိရပါတော့။နံပါတ်ကက်ရှိရဆိုတော့ဒါလေးအဆင်ပြေတယ်။ဒါလေးတစ်ခုယူရမယ်။ဒါတော့မီးလုံးနေမီးအုပ်ဆောင်နေမီးအိမ်နေထားရောင်းနေနေရပါတော့ထားရအင်ချီရပါတယ်တော့ဒါမှမဟုတ်ဆောင်လို့ပေါ့နော်အားလေးယူထည့် organize ဒီဖြစ်ထည့်ထားလို့ရတဲ့ storage ပေါ့နော်မာတော့ပန်းအိုးလေးတွေပန်းရည်ဒီဟာတွေဆိုရင်အဆက်လေးဖြစ်မယ်ပေါ့နော်ပန်းအိုးတွေရေလောင်းတဲ့ဟာပေါ့နော်ချစ်စရာလေးမကြုံချစ်စရာလေးလိုချင်စရာလေးတွေပဲဒါကတော့ plastic တွေပေါ့နော်အပင်စစ်လို့ထင်ရတာတကယ်တော့ plastic တွေအပင်စစ်တွေပင်စစ်တယ်သွားစိတ်ကြည့်နေတယ်ဒီဟာလေးလေးလည်းပင်စစ်တယ်ပေါ့နော်ဒါလေးလည်းပင်စစ်ပဲပင်လေးကအရန်လိုချင်တာပဲ39ဘတ်49ဘတ်ဆိုတော့မစိုးပါဘူးဝယ်ချင်လိုက်တာအပင်တွေဝယ်လာရင်လည်းအမျိုးသားကပြောအောင်မယ်ဒါတော့ပန်းအိုးလေးပါဒါကလေးတွေကတော့ကျွေလို့ပြောမှထင်တယ်ဒါတော့ plastic ပေါ့နော်ပန်းရောင်လေးလာတယ်ကြိုက်တယ်တော့အထက်ကတော့ plastic ပေါ့နော်
ပြင်ကတော့ကြာရိုးလို့ကြာဆွဲလို့ခေါ်မှာအဲ့လိုဟာမျိုးနဲ့ပတ်ထားတာဈေးလေးက199ပဲမစိုးဘူးပေါ့နော်ဒါတော့ပန်းတူလေးပေါ့နော်မိမဆိုတော့ပန်းမြင်မနေနိုင်အောင်အရန်လိုချင်ဒါလေးကဘယ်လောက်လဲဒါလေးကဘာလေးလဲဒါလေးကချစ်စရာလေးဒါလေး29ဘတ်ပဲပေါ့နော်ချစ်စရာလေးပင်သေးလေးပါဒီလိုမျိုးအိုးသေးလေးဒါ69ဘတ်လားမသိဒါလေးလည်းလာတာပဲပင်တူလေးပေါ့နော်စမကကြတော့လေ shopping လုပ်တယ်ဆိုလို့ရှိရင်အင်ဂျီတွေဘာတွေဝယ်ရတာတော့ဒီ cosmetic တွေဘာတွေဝယ်ရတာတော့အရန်ကြိုက်တော့ကြိုက်ပြီမအရန်စိတ်မရှိဘူးပေါ့နော်ဒီလိုမျိုးအိမ်သုံးပစ္စည်းလေးဆိုလို့ရှိရင်လေတမစ်တမောပဲမျောပြီးတော့အဲ့လိုမျိုးတနေ့ကုန်လုံးကုန်သွားမှမသိအောင်နေနိုင်တယ်ပေါ့နော်ရှောက်ပြီးတော့ကြည်နိုင်တယ်ဝယ်တာမဝယ်တာတဲ့ဒီလိုကြည့်နေရတာအရင်စိတ်ချမ်းသာတယ်လို့ခံစားရတယ်ပေါ့နော်ဖြူရမလားဒီပန်းရောင်လေးယူရမလားပြောတော့ပေးပါအောင်ဖြူလေးပဲယူလိုက်ပါပြီရှင်ပန်းရောင်လေးများနေလို့ဒီခောက်တော့ပကံနေပါတယ်မကြည့်တော့ကြည့်ရင်ဝယ်မိမှာဆိုဝယ်တော့ပြီဒီချင်းလေးချစ်စရာလေးကိုကတော့ပတ်ကြည့်ရနေပိုက်စားပြီဆိုတော့တခုခုသွားစားမယ်ပေါ့နော်ဒီနေရာကျ pet friendly zone ဖြစ်တဲ့အတွက်ခွေးလေးတွေကြောင်လေးတွေခေါ်လာလို့ရတယ်ပေါ့နော်ဒီနေရာခုံလေးလိုက်ရှာလာအောင်မယ်ဘယ်နာမှခံရမလဲလို့ขอบคุณค่ะ Swedish meatball တပွဲမှာထားတယ်ဒီ coffee ကတော့ဒီ IKEA family member ဆိုလို့ရှိရင် coffee နဲ့ tea တစ်ခွက်စီကတော့ free ပေါ့နော်ဒီ meatball လေးအရန်စားလို့ကောင်းတယ်
ပြင်သူ restaurant ကလေကျဲတော့လေစားတာတော်တော်လေးစင်ပြေရပါတော့ကော်ဖီကတော့စမြက်က black coffee တောက်လို့ပေါ့နော်။ကိုကတကယ်လို့နိုးတွေတကြားတွေထဲတောက်တယ်ဆိုလို့ရှိရင်လည်းအဲ့မှာသူမှပေးထားရပေါ့နော်။ no more နဲ့တကြားနဲ့ပေးထားပါတယ်။ကိုကတော့စားပြီးပါပြီ။နည်းနည်းလေးပတ်ကြည့်ပေးရင်တော့လည်းဝယ်စားရှိရဝယ်ပြတ်မယ်။ဒီကိုရောက်လာရင်တော့တုံတန်ရုံနဲ့ပြတ်မထွက်နိုင်ဘူးပေါ့နော်။ baby chill လေး kitchen အတွက်မဝယ်ပါဘူးဆိုမှဒါလေးတစ်ခုလိုနေရာတွေ့ရနေဝယ်မယ်ပေါ့နော်။မရှိတဲ့ဒါကတော့အိမ်မှာရှိတဲ့ငရုတ်စုံလေးပေါ့နော်အခုက399ပဲရှိရဆို discount ချတာဟာဖြစ်နေတယ်ဒီချောက်ကတ်တာလေးတွေဝယ်ရမယ်ဒါလေးဘာမှလည်းမသိဘူးဒါလေး169ဘတ်ဒါတော့အာလူတွေပါတယ်ရော mash လုပ်တဲ့ဟာပေါ့နော်ခြေတဲ့ဟာလေးချစ်ရလေဒါလေးတစ်ခုလည်းဝယ်ရမယ်အဲ့တော့ခွေးပစ္စည်းလေးခွေးအိပ်ရာလေးပေါ့နော်စော့စရာလေးတွေရောင်းနေနေရပါတော့ဒါဆို site တော်တော်ကြီးဒါဆိုသူတို့အစာခွက်လေးလေးတွေမဟုတ်ပါဘူးကြောင်လေးတွေအတွက်ပစ္စည်းလေးအတူတူပါပဲအိမ်လေးဆိုအကြောင်လေးတွေပေါ့နော်ပေါ်မှာအစာတွေသူတို့အစာလေးထည့်မဲ့အပေါက်လေးတွေအစာခွက်လေးပေါ့နော်ဒါတော့ဓာတ်ပုံပေါင်လေးတွေပေါ့နော်ဒီနေရာဆိုမှန်လေးIKEA family member ကြတော့လေတချို့ပစ္စည်းလေးဆိုလို့ရှိရင်သူတို့ကပုံမှန်ထက်ပိုပြီးတော့တက်တာရယ်ပေါ့နော်အစားတောက်စိလေးဆိုလို့ရှိရင်လည်းဈေးရော့တာတော့ IKEA family member တွေအတွက် discount ချတဲ့ပစ္စည်းလေးရှိတယ်အဲ့ဒါမျိုးတွေကတော့ဒီ product လေးမှာသူတို့ရေးထားပေးတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုကapplication ပေါ့နော် IKEA ရဲ့ application ထဲမှာဝင်ပြီးတော့လည်းကြည့်လို့ရတယ်ပေါ့နော်ပုံမှန်ထက်ဈေးပိုပြီးတော့တက်တာပါတယ်ကိုလိုချင်တဲ့ product တွေရဲ့ဒီကုန်းနံပါတ်လေးတည်ရဆိုလို့ရှိရင်ဒီ shelf လေးမှာလေလိုက်ပြီးတော့အစီအစဉ်တိုင်းရှာလို့ရတယ်ပေါ့နော်မတွေ့ဘူးဆိုရင်လည်းသူတို့ကိုကူညီတောင်းလို့ရတယ်ဒီလိုမျိုးပေါ့နော် product ကုန်းနံပါတ်လေးတည်ရဆိုလို့ရှိရင်အစင်လိုက်တိုင်းလိုက်ရှာလို့ရတယ်ပေါ့နော်ဝယ်ချင်တာလေးလည်းဝယ်ပြီးသွားပြီဆိုတော့ပတ်စံတော့ရှင်းမယ်ဒီဘက်မှာတော့ cash နဲ့ပေးလို့ရတယ် scanning နဲ့ပေးလို့ရတယ်ပေါ့နော် Smith ကတော့ self checkout သွားလုပ်ပါမယ်တကယ်လို့ကိုကကွဲစရာပစ္စည်းပကံတွေပါတယ်ဝယ်လာလို့ရှိရင်တော့ဒီလိုစက်ကူလေးနဲ့ပတ်လို့ရတယ်ဒါလေးနဲ့ပတ်ပြီးတော့တည်သွားလို့ရတယ်ပေါ့နော် delivery ပါတယ်အိမ်ရောက် delivery agent ဆိုလို့ရှိရင်အဲ့ delivery service မှာသွားပြီးတော့လိပ်စာတွေပါတယ်ပြောပြီးတော့အဲ့လိုရတယ်ပေါ့နော်Smith ဈေးဝယ်လို့ပြီးသွားပါပြီဒီမှာ agent နဲ့ကတော့အပြည့်ပေါ့နော်ဝယ်ဖို့လုပ်ထားတာအဲ့လောက်ထိတော့မများဘူးဒါပေမဲ့ဒီလိုပဲ6ကျင်းနဲ့များသွားတယ်ပေါ့နော်ဒါမှပြန်ချခဲ့တဲ့ပစ္စည်းတွေကလည်းရှိသေးတယ်ပေါ့နော် BTS နဲ့ပဲပြန်มาတော့မယ် Smith video လေးကိုဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါမယ်အားလုံးပဲဆုံးထိကြည့်ပေးတဲ့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါရင်တာ